အားလုံးပဲမင်္ဂလာပါရှင်တက်ခေတ်သတင်းဆောင်မီဒီယာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့2026ခုနှစ်မတ်လ12ရက်နေ့ညနေပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဆရာမများဖြစ်လာမည်သူများအနေဖြင့်မိမိတို့ကိုယ်တိုင်စီကံရှိကြရဲ့လိုအပ်ကြောင်းပညာရေးဝန်ကြီးကပြောကြားထားတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဆရာမများဖြစ်လာမည်သူများအနေဖြင့်မိမိတို့ကိုယ်တိုင်စိတ်ကရှိကြရင်လိုအပ်ပြီးဘာသာရေးများကိုအမေရိကန်ကျွမ်းကျင်တက်မြတ်သူများဖြစ်လာစေရေးစ조사တည်ယူကြစေလိုကြောင်းပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချောစိတ်ကပြောကြားထားပါတယ်ရှင်ဖအံပညာရေးဒီဂရီကောလိပ်မှာကျောင်းအုပ်ကြီးဒုတိယကျောင်းအုပ်ကြီးပေါမောက္ခဆရာမများတင်နန်းသူများနဲ့ရေကောလိပ်၌တွေ့ဆုံစဉ်ပြောကြားခတ်ခြင်းဖြစ်ပါတယ်ရှင်ဆက်လက်၍လည်းပြည်ထောင်စုဝန်ကြီးကပညာရေးဒီဂရီကောလိပ်၅ကျောင်းကိုတက္ကသိုလ်အဆင့်မြင့်တင်နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနဲ့တင်ကြားရေးတာမကသူတေသနလုပ်ငန်းများကိုလည်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားထားပါတယ်ရှင်အလားတူဖအံတက္ကသိုလ်တို့တွားရောက်၍လည်းအဆိုပါတက္ကသိုလ်မှာပါမောက္ခချုပ်ဒုတိယပါမောက္ခချုပ်ပါမောက္ခများဆရာမများဝန်ထမ်းများနဲ့တွေ့ဆုံပြီးဖအံတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးတင်ကြားရေးနဲ့သူတေသနကိုချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့တယ်လို့စာကြည့်တိုက်အခြေပြုတင်ကြားတင်ယူမှုပုံစံဖြစ်စေရေးသူတေသနအခြေပြုတက္ကသိုလ်ပေါ်ထွန်းလာစေရေးကြီးမားကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားထားပါတယ်ရှင်ထို့ပြင်ပြည်내ဖွံ့ဖြိုးရေးတိုးတက်ရေးနဲ့အထောက်အကူပြုသူတေသနလုပ်ငန်းများကိုအလေးထားဆောင်ရွက်ကြရင်းနဲ့ AI နည်းပညာကိုလည်းစနစ်တကျအကျိုးရှိအသုံးချနိုင်ရန်လိုအပ်ကြောင်းတက္ကသိုလ်၏အရေးအတွင်းအာမခံမှုစနစ်အကောက်အထည်ဖော်ဆောင်ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရင်းနဲ့တက္ကသိုလ်ဆိုင်ရာဆောင်ရွက်မည့်အစီအစဉ်များကိုတစ်နှစ်တာအတွက်ပြကတိရေးဆွဲထားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်ဟုသိရပါတယ်ရှင်ဤတဲ့ကိုရှင်းသက်ရကမှပေးပို့ထားပါတယ်ရှင်ဆက်လက်၍တစ်ဆက်မှန်တဲ့နေ့ကတော့ကရင်ပြည်နယ်နဲ့အေယာဝတိုင်းဒေသကြီးအစိုးရဖွဲ့တို့၏လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအပြောင်းအလဲပြုလုပ်တဲ့တင်ပဲဖြစ်ပါတယ်ရှင်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကကရင်ပြည်နယ်နဲ့အေယာဝတိုင်းဒေသကြီးအစိုးရဖွဲ့တို့၏လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကိုအပြောင်းအလဲပြုလုပ်၍အစားထိုးခန့်အပ်လိုက်ကြောင်းအမိန့်အမှတ်73/2026ဖြင့်ဒီနေ့မတ်လ15ရက်နေ့တွင်အတည်ပြုထုတ်ပြန်ခဲ့ပါတယ်ရှင်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ420ခုပုံမှခွဲခါခွေအရာတရင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းကျော်သူအစားဗိုလ်မှူးကြီးစိုးမိုးဝင်းကိုအစားထိုးခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်အလားတူအေယာရန်ဒေတာကြီးအစိုးရအဖွဲ့တို့၏လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးခန့်မှုဆွေအစားဗိုလ်မှူးကြီးစိုးမင်းဦးကိုခန့်အပ်တာဝန်ပေးလိုက်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ရှင်ဆက်လက်တင်ဆက်မယ့်သတင်းကြောင်းလေးကတော့တမတော်နေစီးပြခန္ဓာတွင်ပါဝင်ချီတက်ကြမည်စီးပြစစ်ကြောင်းများမှအရာရှိစစ်သည်များမာရဝိစယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်နေပြည်တော်ရှိအထင်ကရနေရာများကိုတွားရောက်ဖူးမြော်နှစ်လိုက်တဲ့တင်ပဲဖြစ်ပါတယ်ရှင်80တနေ့မြောက်တမတော်နေစီးပြခန္ဓာတွင်ပါဝင်ချီတက်ကြမည်စီးပြစစ်ကြောင်းများမှအရာရှိစစ်သည်များမလ15ရက်နေ့ကပြည်တော်စုနယ်မြေနေပြည်တော်တခိဏသီရိမြို့နယ်ရှိဗုဒ္ဓဥယျာဉ်ဝိထုကံတော်အတွင်းရှိမာရဝိစယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်နေပြည်တော်ရှိအထင်ကရနေရာများကိုတွားရောက်ဖူးမြော်လေ့လာခဲ့ကြသည်ဟုသိရပါတယ်ရှင်အဆိုပါအရာရှိစစ်သည်များသည်အဖွဲ့နှစ်ဖွဲ့ခွဲ၍ပထမဦးစွာမာရဝိစယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုကြပြီးဖျားရည်ပြည်တော်ပတ်လည်၌စကြင်ကြောင်များအသုံးပြု၍တိဆောက်ထားသည့်ကဏ္ဍကုဏိတိုင်များအတွင်လေ့လာကြည့်ရှုခဲ့ကြောင်းသိရပါတယ်ရှင်ထို့ပြင်မြို့သားပြတိုင်းနေပြည်တော်ရှိပြန်ခန့်များကိုတွားရောက်လေ့လာခဲ့ကြပြီးအမတ်တရလက်ဆောင်ပစ္စည်းအယောက်ဆိုင်များတွင်အမတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူခဲ့ကြပါတယ်ရှင်ဆက်လက်၍မူလပိုက်တွင်တပ်မတော်စစ်သမိုင်းပြတိုင်းနေပြည်တော်ရှိခေတ်အဆက်ဆက်မှအတော်ပြုခဲ့သောသမိုင်းဝင်လက်နက်များနှင့်အသောအဆောင်ပစ္စည်းပြက်ကွက်များကိုတွားရောက်လေ့လာကြပြီးတာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရပါတယ်ရှင်ရှင်းနောက်လေ့လာရေးအဖွဲ့များသည်သူရဲကောင်းဗိမ့်မယ်နေပြည်တော်သို့ရောက်ရှိကြပြီးကြာဆုံးနေပြီးတော့တမတော်သားသူရဲကောင်းများအားဂါရဝပြုအလေးပြုကြပြီးဗိမ့်မယ်အတွင်းလက်လည်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရပါတယ်ရှင်ဤတရင်ကိုစောင်းနေဖြူမန္တလေးမှပေးပို့ထားတာဖြစ်ပါတယ်ရှင်ကျမမျိုးလို့ပါ